အားလုံးပဲမင်္ဂလာကြနေပါဗျာဒီညနေခင်းမှာတော့ရတနာသီရိစီထောက်ကျန်စီကနေပြီးတော့လူတန်းထားတဲ့ဘူးတီများကိုတကုံစိတ်ကမ်းမြို့နယ်မှာရှိတဲ့မိသားစုဝင်များတို့ကိုလာရောက်ပြီးလူတန်းပေးမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်တော့ဒီဘက်မှာဆိုရင်တော့လူတန်းမိုးတက်ကိုအစင်းလေးဖြစ်နေပါပြီခင်ဗျာဒီမှာဆိုရင်တော့အင်အောင်ရှင်မအတီးတန်ကိုလူတန်းပေးဖြစ်ပါတယ်တယောက်ကိုဒီလိုဘူးတီကြီးရစိတ်ပေါ့နော်တေးရဆိုလို့ရှိရင်လည်းတယောက်လုံးစီပေးမှာဖြစ်ပါတယ်ခင်ဗျာယခုဆိုရင်တော့ကျွန်တော်တို့ရဲ့ဘူးတီလူလေးကစပြီးတော့လူတန်းပေးနေပါပြီခင်ဗျာဒီနေ့လူနာလူရှင်ကတော့ဦးသိမ်းမြင့်ဒေါ်တင်မြရတနာသီရိစီထောက်ကျန်စီကနေပြီးတော့လူတန်းထားတဲ့ဘူးတီများကိုတကုံစိတ်ကမ်းညွန့်နဲ့60ရက်ကွက်မှာရှိတဲ့အင်အောင်ရှင်မအတီးတန်ကိုကျွန်တော်တို့ဘူးတီလေးလူတန်းပေးတာဖြစ်ပါတယ်ခင်ဗျာဆိုရင်လို့ရှိရင်နည်းနည်းကြီးတဲ့ဟာဆိုရှင်တစ်စိတ်သေးတဲ့ဟာဆိုရင်တော့တစ်လုံးပေးပါဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်တော့အင်အောင်ရှင်မအတီးတန်လေးကိုလူတန်းပေးတာဖြစ်ပါတယ်ဘူးတီရောက်သွားတဲ့သူတွေကတော့ပြန်လို့ရှိရင်တက်သားလေးနဲ့ရောပြီးတော့ကြက်ကလာတာချက်လေးချက်စားဖြစ်ပါတယ်ခင်ဗျာဘူးတီများကိုလူတန်းပေးပါတော့ရတနာသီရိစီထောက်ကျန်စီကဦးသိမ်းမြင့်တော်တင်များမိသားစုများအားလုံးဒီနေ့မှစပြီးတော့စိတ်ထမ်းသာခြင်းကိုယ်ဤထမ်းသာခြင်းနဲ့ပြည့်စုံပါစေခင်ဗျာဈေးအောင်ဈေးဝယ်တဲ့ကြောင်းကောင်းပါစေလူရည်ဆက်လက်နဲ့မကွာလူရနိုင်ပါစေစိတ်ထမ်းသာခြင်းကိုယ်ဤထမ်းသာခြင်းနဲ့ပြည့်စုံနိုင်တဲ့လူရှင်များဖြစ်ကြပါစေလို့ကျွန်တော်တို့တင်ကြီးတရားနေပြီးတော့ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ